ပြောချင်တာကဘလောက်လောင်ငန်းကြီးလုံးနေပါစေနှလုံးမြပဲဖြစ်တယ်ဘောပေါက်သလားနောက်တစ်ခါအာရှတိုက်မှာစီးပွားရေးလူနေမှုစရိတ်အဖြစ်ငါတို့နိုင်ငံထက်တာလွန်သောနိုင်ငံတွေအများကြီးရှိတယ်မရှိဘူးလားအဲ့ဒီထဲမှာမင်းတို့ပစာဖျားထဲမှာကိုရင်တို့ဥစဉ်တို့ပစာဖျားထဲမှာတည်နေတဲ့နိုင်ငံတစ်ခုဖော်ပြကွာအာနိုင်ငံဖြစ်စင်ကာပူရှိမယ်ထိုင်းရှိမယ်မြန်မာရဲ့လာအိုထိုင်းကမ္ဘောဒီးယားဖိလစ်ပိုင်စင်ကာပူဗီယက်နမ်ရှစ်တီမောအင်ဒိုနီးရှားမလေးရှားဘယ်နိုင်ငံရှိတော့အာဆီယံ10နိုင်ငံလို့ခေါ်တယ်ဗီယက်နမ်ပါပြီးသွားပြီလားအဲ့ဒီထဲမှာဗုဒ္ဓဘာသာနိုင်ငံကကမ္ဘောဒီးယားရဲ့လာအိုမြန်မာထိုင်း၄နိုင်ငံရှိတယ်မြန်မာထက်တာလားညံ့လားအကုန်လုံးတာပြီးတော့ပြောချင်တာကစင်ကာပူလိုတိုးတက်သောနိုင်ငံတစ်ခုမှာနေထိုင်သောရဟန်းတော်တစ်ပါးထားပါတော့ကွာဥပမာပေါ့ဥပမာမဟုတ်ပါဘူးတကယ်လည်းရှိပါတယ်စင်ကာပူနိုင်ငံဆိုတာမိမိတို့နိုင်ငံထက်လူနေမှုစရိတ်အပြင်ရောစီးပွားရေးအရာရောတိုးတက်မှုရရောအမတန်မှသာလွန်သောတကယ်ကို international ကျသောနိုင်ငံတစ်ခုဖြစ်တယ်အဲ့ဒီနိုင်ငံမှာနေသူဒီဒါမှမဟုတ်နေသောယဟန်ဒီအတတ်နိုင်ဆုံးစိတ်ထားအဖြစ်မြင့်မြတ်နေရမြင့်ကိုမြင့်နေရဘာဖြစ်လို့လဲဆိုတော့ကိုတို့ထက်တိုးတက်သာလွန်သောနိုင်ငံတစ်ခုမှာနေရတာလေဘောပေါက်သလားဘာအဖြစ်တိုးတက်နေရမှာစိတ်တဲ့အဖြစ်တိုးတက်နေရမှာစိတ်တဲ့တိုးတက်မြင့်မားသောသူမှခုနကပြောတဲ့ဘောက်ဆိုတာဗာလေအတ္တဘောက်တွေအတတ်နိုင်ဆုံးမြင့်မားနေရမှာအဲ့ဒီမှာနေရင်းနဲ့သူအလုပ်တစ်ခုလုပ်တယ်ဆိုပါဆိုပရိယတ်တိတော့လုပ်လို့မရဘူးဘာလုပ်ရမလဲတရားဟောမယ်ရိတ်တာထောက်ထားမယ်10နှစ်ထားပါတော့ဒီ10နှစ်အတွင်းမှာအလုံးငွေတွေအများကြီးရလာပါတွေရလာရပြီးတော့မြန်မာနိုင်ငံပြန်လာကြည့်မယ်ကွာသာသနာကိုစောင့်ရှောက်ထိန်းသိမ်းဖို့တပည့်စင်ကာပူကရလာမလားရလာဘာရလာတော့ပတ်စံရလာဒါလက်တွေ့ပဲယခုခေတ်သဘာဝကြပဲဘာရလာတော့ပတ်စံရလာတယ်မြန်မာနိုင်ငံပြန်လာတဲ့အခါမှာဒီပတ်စံကိုကြည့်ပြီးတော့ရောသွားမှာလို့ပဲစိုးရင်နေရတခြားလူတွေလာတောင်းပါလဲပဲစိုးရင်နေရသူများကိုလည်းပဲမပေးခြင်းဘူးဒါဆိုရင်သူလောက်ခဲ့သောသာသနာအလောက်ဒီပဲစိတ်မှာပဲရှိကာရိယာပဲဘာစိတ်တော့ကာရိယာပဲတတ်မဝမ်းကြောက်ပဲတကယ်တမ်းဆိုရင်မြန်မာနိုင်ငံထက်တိုးတက်သောနိုင်ငံတစ်ခုမှာနေတဲ့အတွက်စိတ်အားဖြင့်ဩတ္တရိမနောဒဓမ္မလို့ခေါ်တဲ့လူတွေထက်ဒါမှမဟုတ်ငါတို့ထက်ကွာမြင့်မြတ်သာလွန်နေရမယ်အတ္တဘောအဆင့်ဆင့်ကိုကြော်ဖြတ်ထားရမယ်အစင်းမြင့်သောနိုင်ငံတစ်ခုမှလည်းနေတယ်မြတ်စွာဘုရားရဲ့တရားတော်ထဲမှာလည်းပဲဝိပဿနာဆိုတာအစင်းမြင့်ဆုံးသောဉာဏ်ရည်ဉာဏ်သွေးကိုဆိုလိုတာကွာဝိပဿနာအားထုတ်တယ်ဆိုတာဉာဏ်ရည်မြင့်ဖို့အတွက်အားထုတ်တာဒါပဲအဖြေကဉာဏ်စဉ်ထဲမှာအမြင့်ဆုံးဉာဏ်ကဘာဉာဏ်လဲကွာမဉာဏ်ဖုန်ဉာဏ်ဒါအမြင့်ဆုံးပဲငါတို့သိနေတာကပုထုဇဉ်အသိဉာဏ်ပဲရှိသေးတာဒီအသိဉာဏ်တွေကိုမြင့်တင်ပြီးတော့အားထုတ်ပြီးတော့မြင့်တင်တာကိုဝိပဿနာလို့ခေါ်တယ်ဒါလိုရင်းပဲဒါဆိုဝိပဿနာအားထုတ်ပြီးတော့စိတ်တက်မမြင့်လာဘူးဉာဏ်ရင်မမြင့်စိတ်တက်မမြင့်ဘူးပဲအသိဉာဏ်မြင့်ရင်စိတ်တက်အဖြစ်လည်းမမြင့်ဘူးဒါဆိုဝိပဿနာအားထုတ်တဲ့သူဒီစိတ်တက်လည်းမမြင့်ဘူးဉာဏ်ရင်လည်းမမြင့်လာဘူးအသိဉာဏ်လည်းမမြင့်လာဘူးအတ္တဘောင်လည်းမကျော်လွန်နိုင်ဘူးဆိုလို့ရှိရင်သူလုံးနေသောဝိပဿနာဒီဘာဖြစ်သွားကာရိယာပဲအဲ့ဒီကာရိယာကြောင့်ရလာသောလက်လာပါတွေကိုမစွန့်ရဲဘူးမမျှဝေရဲဘူး
မပေးကမ်းရဘူးဆိုလို့ရှိရင်ဘာအဆင့်မှာပဲရှိတော့နံပါတ်1အဆင့်မှာပဲရှိတယ်ဘာအဆင့်မှာပဲရှိတယ်နံပါတ်1မှာပဲနံပါတ်2အဆင့်တော့မရောက်ဘူးနံပါတ်2အဆင့်တော့မရောက်မှတော့နံပါတ်3ဘာလဲသာသနာအဆင့်ကိုရောက်နိုင်ဘူး